တို့မရှင်လုံးအောင်ဒီရွာပဲတွေ့ကြသေးတာပေါ့ကွာ ဘိုးရွာလူတွေကညနေနေဝင်ပြီဆိုရင်အိမ်နဲ့အိမ်တယောက်မှမထွက်ကြတော့ ဘာလို့မထွက်ကြဘူး ဘူးဘုရားမှာတရေရှိနေလို့ ဒီဟာငါနဲ့တော့ကြော်နေပြီလားဒီသင်ရမှာကိစ္စကိုချိန်နေမဖြစ်ချင်းနဲ့ တောက်တော့ရောင်မှာအမတန်မှအားကိုးရတယ်မြမအတော်ဆုံးပိုင်းဆရာကြီးတော့ရှိနေတာပဲကျုပ်တို့ကတရေမနဲ့ရှင်းပြခိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီကိစ္စခါလေးနဲ့ပြီးသွားပြီဟော ဘိုက်တက်တာလူနဲ့ပဲချတတ်တာလေသဲမှာငါဘလို့ချတတ်မှာလဲကွာ တရေမဖတ်ပြီးဖို့ကျုပ်တို့မြောက်တောင်ထားတာ အားကိုကျင်စရာရှင်တို့နှစ်ယောက်နဲ့ကျုပ်ကရင်လုံးတွဲကြည့်မယ်ရှင်တို့နဲ့တွဲလာတာပြင်းသွားပြီဆိုရင်တော့တခြားလူကိုပြောင်းတွဲမယ် ဘာလို့တွဲကြမလို့ပါဘူးဒီမှာညီကိုနှစ်ယောက်ရှိနေတာပဲလဲတွဲလို့ရတယ်ပဲ ဟာမင်းတွဲပါဘူး အဲ့ဒီခောက်ဆွဲချောက်กินနေကောင်ဘယ်နဲ့ဘလို့ကြောက် ဓာတ်တနေပါပါ လို့သွားစရာရှိရသွားတေးစရာရှိရသေးဟုတ်ပါဘူးနည်းနည်းပြန်လာကြ အားရလေဒီ village မှာနေတာအရင်က lounge stay ဖြစ်နေပြီဆိုတော့ဒီတရေမ history ကိုကောင်းကောင်းသိတယ် ဘယ်လိုတော့ကိုဒါဒီနေ့တိုင်းစားတယ်တိုင်းရဲ့အခြေခံဖြစ်တယ်ကြီးထိုင်တော့စားတယ်ဘာကြီးတဲ့ထိုင်ရဆရာကြီးဆရာရှင်းပါတဲမှာတော့တွေ့နေပြီမင်းတို့ရင်ဝင်လာငါတို့ရင်ဝင်ရပါ မင်းဝင်ရတော့ပုံမှာတော့ကိုဆောက်ကုန်မယ် ဒီရွာမှာလေထုတ်တဲ့တရေဆိုတာကဲမရှိဘူး ဟောငါသိပြီ6တက်ဟာသူ့ပဲရှိတာ လုံးငါစိတ်တူလို့တော့လေပြီစိတ်တူ要跟当科长没有了搞得太大靠了面了哇当然比如大来吧 အဲ့ဦးလေးဟောဆိုရလူကြီးကလေသူ့ရဲ့အတွင်းရနေတော့လူတက်လို့ရ ဒီလေမင်းလည်းငါမရောက်သေးတာမင်းမရှိရင်မရှိမှာမင်းတေးတေးမှာအေးမှာ ဖေငါဘာဖြစ်လို့တင်မှာလဲတရားမှာမင်း ငါတင်လာဝင်ညမပါဘူးတော့ဘာလို့လာကောင်းမလဲဟာ ငါတို့ကောင်းပါလေလို့အစင်ကြီးရငါတို့ best wifi ထားတော့ပါရ အားလုံးရ ဘာလဲရော မင်းငါတို့မကြောက်လား ကြောက် ကြောက်နေရ တော်လေးကမဖျားဖျားဥပုံးလေးမှာရမဖြစ်မိလို့ မင်းနေရရွှဲအောင်ပဲဒီနားမှာကြည့်ရတာနေမကောင်းတဲ့လူတွေမျက်နှာရတော်တော်ဖြူနေโอเคပါစားပါ ဘယ်လိုသူများရဲဝင်လာလဲကွာသူတို့ဒီညမှာသိဟဲ့ အဲ့ဒီနေထူးနိုင်ရုံနဲ့ဘဲอ่ะတရေတောက်တက်တယ် တဲဖမ်းတယ်ဘာလို့ဖမ်းလို့မရဘူး မြစ်တာတွေကဖျားတရားကငါနဲ့ဘလူးဖမ်းတာ